ဒီနေ့ calculator တွေမှာပါတဲ့ GT အသုံးလေးကိုပြောပြပေးပါမယ်ရှင်။ဥပမာခြေတို့ပစ္စည်း2မျိုးဝယ်မယ်ဆိုတော့200တန်က5ခု350တန်က3ခုအဲ့ဒါတွက်တဲ့အခါမှာခြေတို့နီး2နည်းရှိတယ်။ M+ MRC ခေါ်ပြီးတော့တွက်တာရယ် GT ခေါ်ပြီးတော့တွက်တာရယ်ဆိုတဲ့အခါကျတော့ခြေတို့တွေအဲ့လိုမျိုး2ခုရှိရယ်ဒီနေ့ကတော့ GT သင်ပေးမယ်နော်။ Okay အဲ့တော့ကလေးတွေဘယ်လိုလုပ်မလဲဆိုရှင်ကျန်တဲ့သမီးတို့ရောနော်တွက်ရအောင်200အမြောက်5 equal ပဲနှိပ်မယ်ဒါဆို1000ပေါ့နော်ဟုတ်ပြီ350အမြောက်350ဘာမှနှိပ်စရာမလိုဘူး350အမြောက်3ဟုတ်ပြီ1050 GT လေးတစ်ချက်နှိပ်လိုက်ပါအောင်2000ထဲမှာ50ဖြစ်ပါတယ်ဟုတ်ပြီလားကျန်တဲ့သမီးတို့ရောရလား Okay